သူများတွေတော့မသိဘူးဆိုရှိတော့ဒီ earthquake ရဲ့အတွေ့အကြုံပြီးတဲ့နောက်ပိုင်းမှာအခုတည်းပေါ့ life ကunsafe ဖြစ်နေတယ် insecure ဖြစ်တယ်လို့ပဲခံစားရတယ်ပေါ့ဒီကိုလမ်းလျှောက်နေတဲ့အခါမှာပဲဖြစ်ဖြစ်ပြီးရင်ဒီအဆောက်အဦထဲမှာသူများတွေနဲ့အတူတူရှိနေတဲ့အခါမှာပဲဖြစ်ဖြစ်ဒီ what if ဆိုတဲ့ question ရဲ့ခေါင်းထဲမှာအမြဲတမ်းခဏပေါ်လာပြီးတော့ negative ဘက်ကိုပို့ပြီးတော့တွေးမိတာမျိုးတွေဖြစ်တယ်ပုံမှန်ဆိုရင်ကဒီလိုမျိုးစိတ်ထဲမှာကြောက်စိတ်ကြောင်မလို့ကြောက်စိတ်ကနေဥတည်တဲ့တွေးတခုဖြစ်လာပြီးဆိုကိုပြန်ပြီး positive လို့affirmation လေးတွေ positive thinking လေးတွေကိုပြောလိုက်ရင်အဆင်ပြေသွားတယ်ဒါပေမဲ့အခုကတော်တော်ဒီကြောက်စိတ်ကတော်တော်ကြီးသွားတယ်ဖြစ်ရမယ်တော်တော်ထိတ်လန့်သွားတယ်နေမှာပေါ့ဆိုတော့ဘလို့မှအဆင်မပြေနေဘူးပေါ့ဒီအတွက်ကြောင့်ဆိုရင်အခုသုံးနေတဲ့ဒီကိုယ်တိုင်ရဲ့ energy ကအဲ့လိုမျိုး weak ဖြစ်နေတဲ့အချိန်မှာဆိုရင်တခြားသူရဲ့ဒီ positive energy တွေ positive words တွေကိုကိုကနေမှ sharing လုပ်လို့ရတယ်ပေါ့ဆိုတော့ဒီနေ့မှာဆိုရင်အသုံးပြုနေတဲ့ဒီကို self healing လုပ်ဖို့အတွက်ဆိုရင်အသုံးပြုနေတဲ့ဒီ resources လေးတချို့ကို sharing လုပ်ချင်ပါတယ်ဒီစီစီသုံးပြုတဲ့ဒီအမျိုးသမီးရဲ့နာမည်က Louise Hay လို့ခေါ်တယ်သူကစာအုပ်တွေလည်းထုတ်တယ်ဒီ YouTube မှာလည်း Hill ဒီသူ့ရဲ့ video တွေအများကြီးရှိရပေါ့သူ့ရဲ့နာမည် Louise Hay ဆိုပြီးတော့ပဲရိုက်ချလိုက်ရင်ဒါသူ့ရဲ့ audio book တွေအများကြီးထွက်လာတယ်ဆိုတော့ဒီလောလောဆယ်မှာရှိဖြစ်နေတာကဒီ thoughts တွေခေါင်းထဲမှာရှိအတွေးတွေကနေပြဿနာဖြစ်နေတယ် and also the healing boy ကို heal ဒီ traumatic experience ကနေကိုပြန်ပြီး heal လုပ်ရမှာမဟုတ်လို့ you can heal yourself your pockets မျိုးတွေ and your own healing letting go of guilt and fear ဆိုတဲ့ဟာမျိုးတွေဒီလိုမျိုးဒီလို resources လေးတွေနားထောင်ကိုအိတ်နေတဲ့အခါမှာဖြစ်ကိုအနာယူတဲ့အခါမှာပဲဖြစ်ဖြစ်မနက်ခင်းguided meditation လည်းရှိတယ်မနက်ခင်း guided meditation လည်းရှိလို့ညဘက်night meditation ဆိုပြီးတော့ sleep meditation ဆိုပြီးတော့သူမှာအများကြီးရှိတယ်။ပြီးရင်သူရေးထားတဲ့ဒီ I can do it ဆိုတာမျိုးလေးတွေဒီလို positive affirmation လေးတွေကနေကိုယ့်ဘဝဘယ်လိုပြောင်းလဲမလဲဆိုတဲ့ဟာမျိုးလေးတွေကိုလည်းဒါ YouTube မှာ free သွားပြီးရှာလို့ရတယ်။သူရဲ့ကိုယ်ပိုင် channel နဲ့ Heal House here Heal House ဆိုပြီးတော့လည်းသူရဲ့ဒါ If you've had a hard day, you can't just say it different in the last 5 minutes because the universe doesn't hear what you say, the universe hears how you feel. So your best chance ကိုယ့်ရဲ့ thoughts တွေကိုယ့်ရဲ့ self healing နဲ့ပတ်သက်တဲ့ resources တွေ share လုပ်ချင်တာမလို့ဒါလေးတွေပေါ့ဒါအများကြီးစိတ်ဝင်စားရင်ကိုယ်အများကြီးထပ်ပြီးဆက်ပြီးတော့ကြည့်လို့ရသေးတယ်။သွားပြီးတော့ရှာဖွေကြည့်လို့ရသေးတယ်ပြီးတော့ဒါကကျတော့English လို့လည်းဖြစ်တဲ့ကြောင့်တခါတည်းကို self healing လုပ်ရင်းနဲ့language skill တွေတိုးတက်အောင်လုပ်လို့ရတယ်ပေါ့ဒီထဲမှာသူရဲ့ video တိုင်းမှာသူပြောတဲ့စကားလေးတွေကတစ်လုံးချင်းစီကိုရှင်းရှင်းလင်းလင်းလေးနဲ့ background music လေးနဲ့ပြောထားတာမို့လို့ကိုယ့်ရဲ့ self healing အတွက်လည်းထောက်ကူဖြစ်စေသလိုဒါကိုယ့်ရဲ့ language learning အတွက်လည်းတစ်ဖက်မှာအများကြီးထောက်ကူဖြစ်စေပါလိမ့်မယ်ဒီဒါကကျတော့ဒီနေ့မှာဆိုရင်အဓိက sharing လုပ်ချင်တဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဆိုတော့အားလုံးပဲဘေးကင်းလုံခြုံကြပါစေ